အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးမှာတော့ VNM ရဲ့ Temporary Residence Card Visa TRC အကြောင်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်တနိုင်ငံလုံးမှာနေထိုင်ခွင့်ပြုတဲ့ TRC Visa Temporary Residence Card ဟာ VNM မှာအလုပ်လုပ်ချင်သူကျောင်းတက်ချင်သူငွေရင်းနှီးပြီးလုပ်ငန်းလုပ်ချင်သူတွေအတွက်အမြဲတမ်း Visa လိုမျိုးအဆင်ပြေတဲ့ Visa တစ်မျိုးပဲဖြစ်ပါတယ်ရှင် TRC ဆိုတာနေထိုင်ခွင့်ကတ်ဖြစ်ပါတယ် Visa Multiple Entry အနေနဲ့အလုပ်လုပ်ခြင်းစီးပွားရေးလုပ်ခြင်းပညာသင်ကြားခြင်းနဲ့မိသားစုဝင်တွေအတွက်ချမှတ်ပေးတဲ့ကတ်ဖြစ်ပါတယ်ရှင် TRC Visa မျိုးစား၄မျိုးရှိပါတယ်ရှင်ပထမ TRC ကတော့အလုပ်လုပ်သူတွေအတွက် LD TRC ဖြစ်ပါတယ်ရှင် VNM ရဲ့အလုပ်ရှင်ခေါ်စာရှိရပါမယ်ရှင် Work Permit ရှိရပါမယ်ရှင် Company License မိတ္တူနဲ့မိမိရဲ့ Visa Passport ဓာတ်ပုံတွဲပြီးရှောက်လို့ရပါတယ်ရှင်တက်တန်းကတစ်နှစ်ကနေ2နှစ်ထိပေးပါတယ်ရှင်တက်တန်းလဲတိုးလို့ရပါတယ်ရှင်ဒုတိယ TRC ကတော့ကျောင်းတက်နေသူတွေအတွက် Student TRC ဖြစ်ပါတယ်ရှင် Student TRC ရှောက်ဖို့အတွက်လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့မိမိတက်မဲ့ကျောင်းကထုတ်ပေးတဲ့စာရွက်စာနဲ့ကျောင်း License မိတ္တူကိုယ့်ရဲ့ Passport နဲ့ Visa ဓာတ်ပုံတို့ပဲဖြစ်ပါတယ်ရှင်တက်တန်းကိုလည်းတစ်နှစ်ပေးပါတယ်ရှင်တက်တန်းကုန်သွားရင်ထပ်တိုးလို့ရပါတယ်ရှင်တတိယ TRC ကတော့ရင်းနှီးမြှုပ်နှံသူတွေအတွက် Investor TRC ဖြစ်တဲ့ DT TRC ဖြစ်ပါတယ်ရှင်ကုမ္ပဏီစာရွက်စာတမ်းအခွန်စာရွက်စာတမ်းနဲ့ရင်းနှီးမြှုပ်နှံမှုပမာဏအပေါ်မူတည်ပြီးတော့တက်တန်းတစ်နှစ်ကနေ10နှစ်ထိပေးပါတယ်ရှင်နောက်ဆုံး TRC ကတော့အပေါ်မှာပြောထားတဲ့ TRC ကိုင်ဆောင်ထားသူတွေရဲ့ဇနီးခင်မွန်းသားသမီးရှိတဲ့မိသားစုတွေအတွက် TT TRC ကိုလျှောက်ထားနိုင်ပါတယ်ရှင်လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့လက်ထပ်စာချုပ်မွေးစာရင်း passport နဲ့လက်ရှိနေတဲ့ visa တို့လိုအပ်ပါတယ်ရှင်တက်တန်းကိုလည်းတစ်နှစ်ကနေ3နှစ်ထိပေးပါတယ်ရှင်တက်တန်းကုန်သွားရင်ထပ်တိုးလို့ရပါတယ်ရှင် TRC visa ရဲ့ကောင်းကျိုးကတော့နိုင်ငံပြင်ပကိုအကြိမ်ကြိမ်ဝင်ထွက်လို့ရပါတယ်ရှင်မိသားစုဝင်တွေအတွက် TRC လျှောက်ပေးနိုင်ပါတယ်ရှင်တရားဝင်အလုပ်လုပ်ခွင့်ရှိပါတယ်ရှင်TRC visa ကိုဘယ်မျိုးမှာရှောက်နိုင်တယ်လဲဆိုရင် Hanoi နဲ့ Ho Chi Minh မြို့ရဲ့ immigration ရုံးတွေမှာရှောက်နိုင်ပါတယ်ရှင်သိချင်တဲ့အချက်တွေရှိရင် comment မှာမေးထားလို့ရပါတယ်ရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်